အိုးခွနဲ့သားသမီးပေါင်းတို့ဖရာတရားမမေ့လေးနဲ့တဖြည်းဖြည်းနဲ့ဒုက္ခတွေကများလာတယ်နှိပ်စက်တာတွေကများလာကြတယ်နော်အမျိုးမျိုးဒီမျိုးမျိုးနဲ့ဒုက္ခရောက်ကြရတယ်စိတ်ညစ်တိုင်းထင်ရဆိုင်ပြီးမလောက်ကြနဲ့လောက်တိုင်းမဖြစ်လို့လဲစိတ်မညစ်ကြနဲ့တင်တို့တွေဘလောက်စိတ်ညစ်ရလဲကျွန်ုပ်ကိုမမိနိုင်ဘူးထို့အတွက်ကြောင့်မလို့ဖြေနိုင်သလောက်ဖြေတင်တို့ဘလောက်ဒုက္ခရောက်ခဲ့သလဲဒုက္ခရောက်တိုင်းအရွယ်မတိုင်းနဲ့နော်စိတ်ညစ်လို့ဒုက္ခရမ်းရောက်လို့ခက်ခဲတွေကြုံတွေ့လို့ခန္ဓာရင်ရှိအောင်ကြိုးစားပါခန္ဓာရင်ရှိအောင်ကြိုးစားပါသဘောပါလားခန္ဓာရင်ရှိအောင်ကြိုးစားအားလုံးကိုရွယ်မတိုင်းနဲ့နော်စိတ်ညစ်လို့လောက်တိုင်းမဖြစ်လို့စိတ်ညစ်လို့စီးပွားရေးအဆင်မပြေလို့အမျိုးမျိုးတော့ဒုက္ခတွေရောက်လို့စိတ်ညစ်နေလို့တေချောင်းကြံတာတွေမလုံနဲ့တေသွားရင်ပို့ဆိုးတယ်တချို့ပြောလိပြောတာရှိတယ်တေသွားရင်အေးရောတေသွားရင်မအေးဘူးဟေးတေသွားရင်ဘယ်ဘဝရောက်မှန်းမသိဘယ်သွားမှန်းမသိဘယ်လာမှန်းမသိဘဝတွေအများကြီးပဲလူတွေနဲ့အနီးဆက်ဆုံးဘဝတွေမှာပြောပြမယ်မကြုံမလို့တာတွေအများကြီးပဲတချို့တို့အများတမ်းများလို့အများကြီးပဲသဘောပါလားတချို့မသေးသေးမဲနဲ့တေသွားတာတွေအများကြီးပဲအမှန်တကယ်ပြန်ပြောမယ်ဆိုရင်တော့ကတိကပ်ဖက်ပြောမယ်ဆိုတော့တေသိလို့တေတာပေါ့နော်မသေးသေးမဲနဲ့တေရတယ်ဆိုတဲ့အကြောင်းရင်းကိုပြောပြမယ်တချို့မျောသွားတယ်လို့ခေါ်ကြတာပေါ့မျောသွားတဲ့အချိန်မှာကဲမဲ့သူကလည်းမရှိပြန်ဝင်ဖို့ခန္ဓာကလည်းမရှိထို့အတွက်ကြောင့်တည်သွားတဲ့အခါမှာရွှေမျိုးတွေစီသွားကြတယ်အမြတမ်းဝေနိုးအမြတမ်းဝေပြန်တော့လည်းမရနော်ကုသိုလ်လိုခြင်းလို့ကုသိုလ်ကလည်းမပြုခဲ့လူဘဝနဲ့နှိစက်သုံးဘုံဘဝတွေမှာအများကြီးပဲမကြုံလို့မလွတ်တာတွေတိတ်ကြောက်စရာကောင်းတယ်ပြောပြရင်ယုံနိုင်စရာလည်းမရှိဘူးအားလုံးနော်မကြုံမလွတ်တာတွေတော်တော်များတယ်နောက်လည်းများလာအောင်မှာနော်တဖြည်းဖြည်းနဲ့များလာအောင်မှာနောက်နှစ်ပေါင်း30ထိလဲအေးချမ်းမှုတည်ငြိမ်မှုတွေကိုစောင့်အောင်မှာမကြုံမလွတ်တာတွေအများကြီးပဲနော်ဖရာတရားပြုလုပ်ကြမိစ္ဆာယံတွေလည်းခရူးဆိုင်ကြမိစ္ဆာတွေကနှိပ်စက်မှာတဘာဝဘေးရန်တွေကိုလည်းခရူးဆိုင်ကြဖရာတရားပြုလုပ်ပါခုံတော်ဂါရာလေးပြုလုပ်ပါအားလုံးတန်လျာခီးတယ်တွေပဲเนาะတန်လျာခီးတယ်တွေတန်လျာတစ်လျှောက်ထောက်ပံ့ကောင်းလေးဖြစ်အောင်ကုသိုလ်လေးတွေပြုကြတဦးနဲ့တဦးမေတ္တာထားနိုင်အောင်ကြိုးစားမကြုံမလွတ်တာတွေကလည်းများလာတယ်အများကြီးပဲတချို့တို့အမြတမ်းလိုချင်လွန်းလို့အမြတမ်းပြုဖို့ဝေပေးဖို့ပြောကြဆိုကြတယ်ပေါ့လေကျွန်တော်ကတော့ဘာမှနားမလဲပါဘူးကျွန်တော်ပိုင်ဆိုင်တာကတော့ဘာမှမရှိဘူးเนาะတင်တို့တော့မပြောတတ်ပါဘူးကျွန်တော်ကပိုင်ဆိုင်တာဆိုလို့ဘာတစ်ခုမှကျွန်တော်မှပိုင်ဆိုင်တာမရှိဘူးသဘောပါလားပိုင်နေဆိုတာဘာတစ်ခုမှကျွန်တော်စီမှာမရှိဘူးအားလုံးကခရီးသည်တွေပါเนาะတန်လျာခရီးသည်တွေပဲတခုတော့ပြောလို့တယ်လူတန်းလိုက်လမ်းပြီးပြုလုပ်ကြတဲ့လူဒါနပြုရှင်များကုသိုလ်ရှင်များအားလုံးဘယ်နေရာမှာပဲလူတန်းလှုပ်ဘိုးဘွားရိပ်သာမှာပဲလှုပ်ဒုက္ခရောက်တဲ့နေရာတွေမှာပဲလူသွန်းသွားလှုပ်လူဒါနပြုပြီးတာနဲ့အဲ့ဒီနေရာမှာချက်ချင်းအမျှဝေခဲ့ပါကုသိုလ်ကောင်းမှုလေးတွေကိုချက်ချင်းအမျှဝေပါကျွန်ုပ်ပြောတဲ့ဤဗီဒီယိုဖိုင်ကိုနားကြားပြီးလျင်ဧကန်အမှန်ပြုလုပ်ကြည့်ပါတင့်ကိုကျေးဇူးတင်ပါလိမ့်မယ်တင့်ကိုပြန်ပြီးကူညီပါလိမ့်မယ်တင်အိမ်မက်ကောင်းတွေရရှိပါလိမ့်မယ်တင်လှူဒန်းခဲ့တဲ့နေရာမှာချက်ချင်းလှူတဲ့နေရာမှာချက်ချင်းအမျှဝေပါပြီးတော့မှတင်ပါနဲ့ဖုံးကြီးစီမှာရေသက်ချပြီးအမျှဝေတာကတကြောင်တင်ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းရောက်တဲ့နေရာမှာပတ်စံလေးပဲပြစ်ကျဲလိုက်ပြစ်ကျဲပြီးတာနဲ့အတင်အဲ့ကုသိုလ်ကောင်းမှုကိုအဲ့ဒီနေရာမှာလည်းအမျှဝေပါကျင်းတင်ဘိုးဘွားရိပ်သားမှာတွားလှူမယ်ဆိုလဲလှူတဲ့နေရာမှာချက်ချင်းကုသိုလ်အမျှဝေခဲ့ပါသဘောပါလားအားလုံးကကျွတ်တန်းလွတ်တန်းဝင်ဖို့နေရာတွေရှိတယ်မကြုံမလွတ်တာတွေအများကြီးပဲကုသိုလ်ကောင်းမှုလေးတွေပြုပါနော်သဘောပါလားအမြတမ်းလေးဝေပါမေတ္တာလေးတွေပို့ကြပါကုသိုလ်ကောင်းမှုလေးတွေပြုကြပါတန်လျာခီးတယ်တွေပဲသဘောပါလား